Video လေးမစခင်ကျွန်တော်မေးခွန်းတစ်ခုမေးချင်တယ်ကိုဘေးနာကအယုံကြည်အားဆုံးတငယ်ချင်းဒါမှမဟုတ်ကိုချစ်အားဆုံးလူကကိုကိုရုပ်တရက်သစ္စာဖောက်သွားတဲ့အခိုက်အတန့်မျိုးကြုံဘူးလားအဲ့ဒီအချိန်မျိုးဆိုရင်ခမရဘလို့တွေးမလဲဒီကောင်တကယ်လူယုံမှာလူစိတ်မရှိတဲ့ကောင်ဆိုပြီးတော့ဒေါသတကြီးနဲ့ချိန်ဆဲမိမှာကဘာကြီးမှာစစ်ပွဲတွေလိန်လည်မှုတွေသစ္စာဖောက်မှုတွေအမြဲဖြစ်နေတာလူတွေကမွေးရပါတကိုယ်ကောင်းဆန်ပြီးတော့ရုံမှာတက်ကြလို့လားတကယ်တော့လုံးဝမဟုတ်ဘူးဗျကျွန်တော်တို့လူသားတွေကပူပေါင်းဆောင်ရွက်အားလုံးအတွက်ပိုကောင်းမယ်ဆိုတာတေချာပေါက်သိရတဲ့တောင်မှလက်တွေ့မှာတော့အချင်းချင်းသစ္စာဖောက်ဖို့နဲ့ကိုကြိုးရှာဖို့ကိုပဲအမြဲတမ်းရွေးချယ်လေးရှိကြတယ်။ဘာလို့လဲသိလား။သူတို့ရုံမှာလို့မဟုတ်ကျွန်တော်တို့တွေအားလုံးကမမြင်ရတဲ့ကစားကွက်ကြီးတစ်ခုတည်းမှာရုပ်သေးရုပ်တွေလိုကြိုးဆွဲခံနေရလို့ပဲ။နိုင်ငံရေးစီးပွားရေးကနေစပြီးတော့ခမရရဲ့နေ့စဉ်လူမှုဆက်ဆံရေးတွေအထိကိုလူသားတွေရဲ့စင်ကြင်တုံတရားနဲ့စัจကျင်မှန်ဖြစ်နေတဲ့ဒီဗဟေလိကြီးရဲ့နောက်ွယ်မှာမမြင်ရတဲ့တွန်းအားတစ်ခုအမြဲရှိနေဒီနေ့ကျွန်တော်တို့တွေတမိုင်းတစ်လျှောက်ကဘာကြီးကိုပြကြားလို့နေပါဖြစ်စေခဲ့တဲ့လူသားတွေရဲ့အကြောက်တရားလောဘနဲ့မာနတွေကိုတင်ချာနီးကြကစားထားတဲ့အဲ့ဒီမမြင်ရတဲ့စီးမြင်တွေအကြောင်းကိုတရုပ်ခွဲကြည့်ကြမယ်ဒါကကမ္ဘာသမိုင်းမှာပုံဖော်နေတဲ့ game theory the hidden game theory of the war ပဲဖြစ်ပါတယ်မြင်အောင်ကြည့်လိုက်ဗျာမှောင်မိုက်ပြီးတော့အေးဆက်နေတဲ့စစ်ကြောရဲ့အခန်းချင်းလေးနှစ်ခန်းခမားနဲ့ခမားရဲ့အချစ်ဆုံးတငယ်ချင်းကိုရဲတွေကဖမ်းလာပြီးတော့အခန်းစီမှာခွဲထားတယ်။ရဲကခမားစီလာပြီးတော့ကန့်လန့်မှုတစ်ခုလုပ်တယ်။မင်းတငယ်ချင်းကိုတစ္ဆာဖောက်ပြီးတော့အပြစ်ပုံချလိုက်မင်းကောင်ကတော့ချက်ချင်းလှုပ်ပေးမယ်။မင်းတငယ်ချင်းကတော့1010နဲ့ကြာမယ်တဲ့။တစ်ချိန်တည်းမှာပဲအဲ့ဒီကန့်လန့်မှုကိုဟိုဘက်အခန်းကခမားတငယ်ချင်းစီမှာသွားလှုပ်နေ။တကယ်လို့ခမားတို့နှစ်ယောက်စလုံးကဘာမှမပြောဘဲနဲ့နှုတ်ပိတ်နေရင်တက်တိတ်မလုံလောက်လို့နှစ်ယောက်စလုံးထောင်တစ်နှစ်ပဲကြာမယ်။ဒါပေမဲ့နှစ်ယောက်စလုံးကအချင်းချင်းတစ္ဆာဖောက်ခဲ့ရင်တော့နှစ်ယောက်စလုံးထောင်9နှစ်စီကြာမယ်ဒီနေရာမှာခမရဘာလုပ်မလဲတွက်ချစ်အကိုင်ဆုံးကနှစ်ယောက်စလုံးနှုတ်ပိတ်နေဖို့ပဲဒါပေမဲ့ခမရကောင်းနေမှာအတွေ့တစ်ခုဝင်လာပြီတကယ်လို့ငါကသူ့ကိုယုံပြီးတော့နှုတ်ပိတ်နေတဲ့အချိန်သူအများငါ့ကိုတစ္ဆာဖောက်လိုက်ရင်ငါတယောက်တည်း10နှစ်ကြာသွားမှာပေါ့ဟိုဘက်ခန်းခမရတကယ်ကြီးကလည်းအဲ့ဒီတိုင်းကွက်တီတွေးနေနောက်ဆုံးရလက်ကဘာဖြစ်သွားလဲယုံကြည်ခြင်းပဲမဲ့တစ္ဆာဖောက်ခံရမှာကြောက်တဲ့ပါရာနွိုင်းယာအလွန်မဲတန်တရားဖြစ်ခြင်းဆိုတဲ့ခံစားချက်ကလူသားတွေရဲ့စင်ကြင်တုံတရားကိုရိုက်ချိုးပစ်လိုက်တယ်။နှစ်ယောက်စလုံးအချင်းချင်းသစ္စာဖောက်ပြီးတော့9နှစ်စီထောင်ကျသွားကြတယ်။ဒါကို game theory မှာ prisoners dilemma အကျဉ်းသားအကျက်တဲလို့ခေါ်တယ်။1950ပြည့်လွန်နှစ်တွေမှာ John Nash ဆိုတဲ့သင်္ချာပညာရှင်ကြီးကအဲ့ဒီသဘောတရားကိုသင်္ချာပုံသေးနည်းနဲ့သက်သေပြခဲ့။လူတွေကအကောင်းဆုံးရလဒ်ကိုသိနေအောင်တစ်ဖက်လူကိုမယုံကြည်ရတဲ့အခါမှာကိုယ့်အတွက်အလုံးကြုံဆုံးလို့ထင်ရတဲ့စိုးရွားတဲ့ရလဒ်တစ်ခုစီကိုပဲရွေးချယ်သွားတတ်ကြတယ်။အဲ့ဒီလိုပိတ်မိနေတဲ့အခြေအနေကို Nash equilibrium Nash ညီမျှခြေလို့ခေါ်တယ်။ကျွန်တော်တို့လူသားတွေကကိုယ်တိုင်ဖန်တီးထားတဲ့ယုတ်တိဗေဒအကျဉ်းအောင်တွေမှာကိုယ်တိုင်ပြန်ပိတ်မိနေကြတာဗျ။ဒီစစ်ကြောရဲ့ခန်းချင်းလေးတွေကမယုံကြည်မှုဆိုတဲ့ theory ကိုတစ်ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာထိတစ်ချက်လောက်ဆွဲဆန်းကြည့်အောင်။ဒုတိယကမ္ဘာစစ်ပြီးအမေရိကန်နဲ့ဆိုဗီယက်ရုရှားကမ္ဘာကြီးကိုနှစ်ချမ်းခွဲအုပ်ချုပ်မဲ့အေယာမစူပါပါဝါကြီးနိုင်ငံတစ်ခုထွက်ပေါ်လာတယ်။အဲ့ဒီခေတ်ကနှစ်နိုင်ငံလုံးရဲ့ခေါင်းဆောင်တွေကနျူကလ িয়ার လက်နက်ဆိုတာကမ္ဘာဖြတ်မဲ့အရာမှန်ကောင်းကောင်းသိကြတယ်။တွက်ချေအကိုင်ဆုံးနဲ့အကောင်းဆုံးရွေးချယ်မှုကဘာလဲ။နှစ်ယောက်စလုံးလက်နက်ဆက်မထုတ်ပဲနဲ့ရက်လိုက်ဖို့ပဲ။ဒါဆိုရင်နိုင်ငံတော်ဘတ်ဂျက်တွေလည်းအများကြီးသက်သာမယ်။ကမ္ဘာကြီးလေးအေးချမ်းမယ်။ဒါပေမဲ့စောကအကျဉ်းသားနှစ်ယောက်လိုပဲသူတို့ခေါင်းထဲမှာတန်တရားတွေအကြီးကျယ်ဝင်လာတယ်။တကယ်လို့ငါကလက်နက်မထုတ်ပဲနဲ့ရက်နေတဲ့အချိန်ဟိုကောင်ကတိတ်တိတ်လေးစက်ထုတ်နေရင်ကောငါစီမှာလက်နက်မရှိမှန်းသိတာနဲ့ तू ကငါ့ကိုအပြက်ရှင်းပြီးတော့တကဘာလုံးသိမ်းသွားမှာပေါ့အဲ့ဒီကြောက်စိတ်တစ်ခုတည်းနေနေနှစ်နိုင်ငံလုံးကယူသွတ်စွာနဲ့နျူကလ িয়ার ဘုံတွေကိုအပြိုင်ဆိုင်ထုတ်ကြတော့တစ်လုံးကနေ10လုံးကနေထောင်ချီတဲ့အထိကဘာကြီးကိုတခါလေးမဟုတ်ဘူးနော်အကြိမ်ကြိမ်အခါဖြက်စီးလို့ရတဲ့အထိကိုပုံအောပြီးတော့ထုတ်ခဲ့ကြသူများတက်တစ်လုံးတောင်အယောမခံရဘူးဒီလိုနဲ့သူတို့နှစ်ယောက်စလုံးက Nash equilibrium ဆိုတဲ့အစိုးမြင်မျှခြေကြီးတွေမှာအသေးပိတ်မိသွားတယ်နှစ်ယောက်စလုံးကဒါဟာယူသွတ်မှုမှန်သိတယ်ဒါပေမဲ့ဘသူကစပြီးတော့လက်နက်ချဖို့နောက်ဆုတ်ဖို့မရဲတော့ဘူးနောက်ဆုတ်တဲ့သူကအရင်သေးမှာ哦ဒီလိုပိတ်မိနေတဲ့အခြေအနေကိုစင်ရေးပြူဟာမှာ mutually assured situation အတိုးကောက်အားဖြင့်တော့ MAD နှစ်ဦးစလုံးသေချာပေါက်ပျက်စီးမဲ့လမ်းလို့နာမည်ပေးခဲ့ကြနာမည်ကဗျာ MAD MAT ယူသွတ်ခြင်းနဲ့ဗျာစဉ်းစားကြည့်ပေါ့လူသားတွေကသူတို့ရဲ့အထွတ်ထိပ်ဉာဏ်ဉာဏ်သွေးအကောင်းဆုံးသိပ္ပံပညာရှင်တွေကိုသုံးပြီးတော့အားလုံးအတူတူသိရမယ့်လမ်းကြောင်းပုံကိုတမင်တက်ရွေးလျှောက်ခဲ့ကြဒီခါလေးကြောက်လဲကဘာပေါ်မှာအသိဉာဏ်အမြင့်မားဆုံးမှာလို့ဂုဏ်ယူနေတဲ့တတ္တဝါတွေရဲ့ယုတ်တိဗေဒဆိုတာအကြီးမားဆုံးသောယူသွတ်မှုကြီးတစ်ခုတတ်ပဲဂိမ်း theory ထဲမှာလူတွေရဲ့တတ္တိနဲ့ယူသွတ်မှုကိုအဆုံးစုံနေစမ်းသပ်တဲ့နောက်ထပ်ကစားကွက်တစ်ခုရှိသေးတယ်အဲ့ဒါကို the game of chicken လို့ခေါ်တယ်စဉ်းစားကြည့်ဗျာ
လမ်းချင်းချင်းလေးတစ်ခုပေါ်မှာကားနှစ်စီးမျက်နှာချင်းဆိုင်အရှိန်ပြင်းပြင်းနဲ့မောင်းလာတယ်ဘသူမှလမ်းဖယ်မပေးဒီကစားပွဲမှာစီးမီးကရှင်းရှင်းလေးပဲအရင်ဆုံးကြောက်ပြီးတော့ဘေးကိုကွစ်ရှောင်သွားတဲ့သူကကြက်တရဲလို့အခေါ်ခံရပြီးတော့အရှုံးပေးရမယ်တကယ်လို့နှစ်ယောက်စလုံးမာနခံပြီးလုံးဝမရှောင်ဘူးဆိုရင်တော့နှစ်စီးစလုံးဝင်တိုင်းမြည်ပြီးတော့နှစ်ယောက်စလုံးသေမယ်ဒီတော့မေးစရာရှိလာတယ်ခမရတာအဲ့ဒီကားပေါ်မှာပါလာရင်ဒီပွဲကိုနိုင်အောင်ဘယ်လိုကစားမလဲဂိမ်းသီအိုရီပညာရှင်တွေကအမိုက်စားအဖြေကိုထုတ်ပေးထားတယ်ပွဲနိုင်ခြင်းရင်ခမရရဲ့ကားစတီယာတိုင်းကိုဖြုတ်ပြီးတော့ဗရင်မော့အပြင်ကိုလွှတ်ပစ်လိုက်တာကိုတစ်ဖက်လူမြင်အောင်ပြလိုက်ပါတဲ့ဒီလိုလုံးလိုက်ခြင်းအပြင်ခမရတစ်ဖက်လူ message ပေးလိုက်တာပဲငါကားမှာစတီယာတိုင်းမရှိတော့ငါရှောင်ခြင်းတော့ရှောင်လို့မရတော့ဘူးအဲ့တော့ငါတို့နှစ်ယောက်စလုံးသိမလားမင်းမဲရှုံးပေးပြီးရှောင်လားမင်းမသာရွေးတော့ဆိုပြီးတော့အသက်ရှင်မို့တာဝန်တစ်ခုလုံးတစ်ဖက်လူရဲ့ပခုံးမို့အတင်းလွှဲချလိုက်တာပါဒီ theory ကိုနိုင်ငံရေးနဲ့စစ်ရေးမှာ Bridgemanship ကြောက်ကမ်းမဆုံးနီတွန်းပို့ခြင်းလို့ခေါ်တယ်ဒီ Game of Chicken ကစားကွက်ကိုကမ္ဘာသမိုင်းမှာအကြီးအကျယ်ဆုံးနဲ့အကြောက်ရဆုံးကစားပြသွားတာတော့1962ခုနှစ်ကျူးဘာဒုံးကြီးအကြက်တဲမှာပါအဲ့ဒီတုန်းကဆိုဗီယက်ရုရှားအမေရိကန်ကမ်းရိုးတန်းနဲ့မိုင်60ပဲဝေးတဲ့ကျူးဘာကျွန်းပေါ်မှာနျူကလ িয়ার ဒုံးကြီးသွားပြီးတိတ်တိတ်ကလေးတက်ဆင်ထားလိုက်ဒါကိုအမေရိကန်သမ္မတကနေဒီကသိသွားတယ်ကနေဒီတို့ကရွေးချယ်စရာတိတ်မရှိဘူးချက်ချင်းဝင်တိုင်းလိုက်ရင်နျူကလ িয়ার စစ်ဖြစ်ပြီးတော့ကမ္ဘာပြတ်မယ်ဘာမှမလုပ်ပဲငြိမ်နေလဲအမေရိကန်အင်အားအလကားပဲဆိုပြီးအထင်ခံရမယ်ဒီတော့ကနေဒီကအမေရိကန်ရေတပ်ကြီးကိုလှုပ်ပြီးတော့ကျူးဘာကျွန်းကိုရေချောင်းနဲ့ပိတ်ဆို့လိုက်တယ်ပြဿနာအဲ့ဒီအချိန်မှာဆိုဗီယက်ဘက်ကနျူကလ িয়ার ထိပ်ဖူးတွေတင်လာတဲ့သင်္ဘောကြီးတွေကလည်းအမေရိကန်ရေတပ်ကိုထိတ်တိုက်ရင်ဆိုင်မှုဥတီပြီးတော့မောင်းလာနေကဲကမ္ဘာကြီးမျက်နှာပြင်ပေါ်မှာအကြီးမားဆုံး Game of Chicken တက်တီဆန်းကစားပွဲကြီးစတင်မှာတော့အမေရိကန်ဖယ်ပေးမလားဆိုဗီယက်ကလှည့်ပြန်မလားတကယ်လို့ဆိုဗီယက်သင်္ဘောတွေကပိတ်ဆို့ထားတဲ့မြင်းကိုကြော်လာရင်အမေရိကန်ပြေးရတော့မယ်ပြေးလိုက်တာနဲ့တတိယကမ္ဘာစီကစပြီတကမ္ဘာလုံးကလူတွေအသက်ရှူရဲမတက်စောင့်ကြည့်နေရတဲ့ကမ္ဘာပြက်လူနီးပါ73ရက်ပါပဲအဲ့ဒီအချိန်မှာသမ္မတကနေဒီကဆော့ဆော့ပြောခဲ့တဲ့စတီယာတိုင်းဖြုတ်ပြတဲ့ theory ကိုတောင်းလိုက်တယ်ဗျသူကဆိုဗီယက်ခေါင်းဆောင်ခရူရှက်စီကိုသတင်းစကားလှမ်းပို့တယ်ငါရဲ့စစ်တပ်ကတိုက်ချင်နေမင်းတို့သင်္ဘောရတာမြင်းကိုကြော်လာရင်ငါတားလို့ရတော့မှာမဟုတ်နျူကလ িয়ার စစ်ဖြစ်ဖို့ကမင်းရဲ့လက်ထဲမှာပဲရှိတော့တယ်လို့ပြောလိုက်တယ်ဒါပေမဲ့ game theory ရဲ့ထုံးစံတိုင်းတစ်ဖက်လူထပ်ပေါက်ပိတ်မထားဘဲနဲ့အမေရိကန်ရဲ့တူရကီမှာရှိတဲ့ဒုံးကြီးတွေကိုပြန်ရုပ်သိမ်းပေးမယ်ဆိုတဲ့ရှုပ်ဝက်မလုံးလေးကိုပါမျက်နှာပြောင်ထည့်ပေးလိုက်တယ်နောက်ဆုံးစက္ကန့်ပိုင်းလေးအလိုမှာတော့ဆိုဗီယက်သင်္ဘောတွေကပိတ်ဆို့ထားတဲ့မြင်းနားရောက်မှာပဲရုတ်တရက်ဆက်ရက်ပြီးတော့နောက်ကိုလှည့်ပြန်သွားကြတော့ဒီဖြစ်ပျက်ကိုအမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးကငါတို့တွေမျက်တောင်မခတ်တိုင်းမျက်နှာချင်းဆိုင်ကြည့်နေခဲ့ကြတာနောက်ဆုံးတော့တစ်ဖက်လူအရင်မျက်တောင်ခတ်သွားခဲ့ပြီလို့တမိုင်းတွင်ပင်စကားတစ်ခုကိုပြောခဲ့ပါတယ်လူသားတွေရဲ့အဲ့ဒီ73ရက်လုံးလုံးကိုတောင်မသိလိုက်ပဲနဲ့အယူနှစ်ယောက်မောင်းနေတဲ့ကားနောက်ခန်းမှာထိုင်လိုက်လာရတဲ့စားကန်တွေဖြစ်ခဲ့ကြရတာပါကံကောင်းလို့သာကားတစ်စီးကကွေ့သွားခဲ့တာတကယ်လို့သာ game theory ကစားကွက်လေးတစ်ကွက်လွဲသွားခဲ့ရင်ဒီနေ့ကျွန်တော်တို့နေထိုင်နေကဘာကြီးဆိုတာရှိလာဖို့အကြောင်းမရှိတော့ပါဘူးရှေ့မှာပြောခဲ့ကစားကွက်တွေအားလုံးကလူတွေကိုအကျိုးမြတ်အတွက်အေးအေးဆေးဆေးတွက်ချက်တယ်တင်ချဆက်ရုပ်တွေလို့သဘောထားတာပါဒါပေမဲ့လက်တွေ့မှာလူသားတွေအဲ့ဒီလိုမဟုတ်ဗျအကျိုးမြတ်ထက်ခန်းစားချက်နဲ့မာနကိုပို့ပြီးတော့ရှေ့နှန်းတင်နေကြတယ်အဲ့ဒီသဘောတရားကိုသက်သေပြလိုက်တာတော့ရာဇသန်ကစားကွက် The Ultimate Game မှာအရန်ရုပ်ရှင်နဲ့စမ်းသပ်မှုလေးတကူလုပ်ကြည့်အောင်ဗျာခမည်းနဲ့ခမည်းလုံးဝမသိတဲ့ဒီဇိန်းတယောက်ကိုအခန်းတစ်ခန်းထဲကိုထည့်ထားမယ်စမ်းသပ်မဲ့သူကခမည်းကိုဒေါ်လာ100ပေးလိုက်တယ်စီမီယန်ဒီလိုဗျအဲ့ဒီဒေါ်လာ100ကိုဟိုဘက်ကဒီဇိန်းနဲ့ခမည်းသဘောရှိခွဲဝေယူရမယ်တကယ်လို့ဟိုဘက်ကလူကခမည်းခွဲပေးတဲ့ပမာဏကိုလက်ခံနေဆိုရင်နောက်စလုံးအဲ့ဒီပတ်စံကိုအင်ယူပြီးတော့ပြန်လို့ရပြီဒါပေမဲ့ဟိုဘက်ကလူကခမည်းပေးတဲ့ပမာဏကိုမကြိုက်လို့ညင်းပေလိုက်တယ်ဆိုရင်တော့ပြစ်ဒဏ်အနေနဲ့နှစ်ယောက်စလုံးတပြားမှမရဘဲနဲ့အိမ်ပြန်ရမှာကဲရှင်းနော်ဆိုတော့ခမည်းလောဘကြီးပြီးတော့ခမည်း$69ယူမယ်ဟိုဘက်ကလူကို$1ပဲပေးလိုက်တယ်ဆိုပါစို့ဟိုဘက်ကလူအတွက်ကတင်ချာနီးရတွက်ရင်ညင်းလိုက်လို့လုံးဝတုံညာဖြစ်သွားမယ်အစားကိုစီကိုအလကားရောက်လာမယ်$ကိုပဲကြည်ကြည်နက်နက်ယူသွားတင်တာပေါ့ဟုတ်တယ်မလားဒါပေမဲ့ကဘာသဝန်းကထောင်ထဲချီရဲ့လူတွေကိုဒီစမ်းသပ်မှုလုပ်ကြည့်တဲ့အခါမှာဟိုဘက်ကလူကိုပေးတဲ့ပမာဏ$30အောက်ကိုရောက်သွားတာနဲ့လူတွေကအဲ့ဒီပတ်စံကိုလုံးဝလက်မခံမင်းနဲ့ညင်းပယ်ပစ်လိုက်ကြတယ်။ဘာကြောင့်လဲ။မင်းလိုလောဘကြီးတဲ့ကောင်မတရားလုပ်တဲ့ကောင်အချောင်တက်တာသွားတော့ငါလုံးဝအဖြစ်မခံနိုင်ဘူး။ငါလည်းတပြားမှမရချင်နေပါစေ။မင်းလည်းလုံးဝမရစေရဘူးဆိုပြီးတော့ကိုရှောင်းရင်တောင်တစ်ဖက်လူကိုပါဆွဲချဖို့ဆုံးဖြတ်လိုက်ကြတာပါ။လူသားတွေကမတရားဘူးလို့ခံစားရရင်အကျိုးမြတ်ဆိုတာကိုဘေးဖယ်ပြီးတော့အားလုံးပျက်စီးသွားပါစေဆိုတဲ့လမ်းကိုရွေးတတ်ကြတယ်။ The Ultimate Game စိတ်ပညာ theory ကပဲကဘာကြီးကိုဒုတိယအကြိမ်မြောက်သွေးချောင်းစီးစေခဲ့တာပါပထမကဘာစစ်ကြီးအပြီး1919ခုနှစ်ကိုပြန်သွားကြည့်အောင်စစ်နိုင်သွားတဲ့မဟာမိတ်နိုင်ငံတွေအင်္ဂလန်ပြင်သစ်အမေရိကန်ကစစ်ရှုံးတဲ့ဂျာမနီနိုင်ငံကိုဘာဆိုင်စာချုပ်ဆိုပြီးတော့စာချုပ်တစ်ခုအတင်းကျပ်လက်မှတ်ထိုးခိုင်းတယ်ဒီစာချုပ်ကစောစောက$100ခွဲတဲ့ဥပမာလိုပဲ
မဟာမိတ်တွေက$99ယူပြီးတော့ဂျာမနီကို$1ပဲပေးတဲ့မတရားတဲ့ရာဇသံမှာဂျာမနီကိုစစ်စေးရော်ကြီးတွေမျိုးဆက်30လောက်ဆက်လို့မကုန်နိုင်အောင်အစမတန်တောင်းတယ်သူတို့ရဲ့နယ်မြေတွေကိုသိမ်းယူတယ်စစ်တပ်ကိုအင်အားရှော့ချပစ်တယ်ဂျာမနီပြည်သူတွေကမွတ်သိပ်စာလုံးပြီးတော့တိုင်းပြည်ကြီးကလုံးဝကိုစုပ်ပြတ်တက်သွားခဲ့ရမဟာမိတ်တွေထင်ခဲ့တာဂျာမနီကစစ်ရှုံးထားတဲ့အတွက်ငါတို့ဘာပြောခေါင်းငုတ်ခံရမှာပဲလို့တွက်ခဲ့ကြတာသင်္ချာနီးကသူတို့တွက်တာမှန်ပါတယ်ဒါပေမဲ့မတရားဖိနှိပ်ခံရတဲ့ဂျာမနီပြည်သူတွေရဲ့ရင်ထဲမှာတော့ဒေါသနဲ့မခံချင်စိတ်တွေကမီးတောင်တစ်ခုလိုပေါက်ကွဲဖို့အစင်သင့်ဖြစ်နေခဲ့သူတို့ကအရှုံးကိုလက်ခံပြီးတော့အေးစစ်စစ်နေသွားမေလံကိုမရွေးချယ်ခဲ့ဘူးအဲ့ဒီစားငါတို့တိုင်းပြည်လေမွဲချင်မွဲပါစေမင်းတို့အင်္ဂလန်နဲ့ပြင်သစ်လေလုံးဝအေးစစ်စစ်မနေစေရဘူးဆိုတဲ့ game theory ရဲ့အကြောက်ရဆုံးအကွက်ကိုရွေးချယ်လိုက်ပါတော့တယ်အဲ့ဒီမတရားတဲ့ဘာဆိုင်စာချုပ်ကြီးရဲ့ဒေါသတွေထဲကနေပဲ Adolf Hitler ဆိုတဲ့အာဏာရှင်ကြီးပေါ်ထွက်လာပြီးတော့ကမ္ဘာသမိုင်းမှာအဆိုးရွားဆုံးဖြစ်တဲ့ဒုတိယကမ္ဘာစစ်မီးကြီးကိုနောက်တစ်ချိန်ထပ်မွေးခဲ့တာပါတခါတလေမှာကစားပွဲတစ်ခုအပြတ်သက်နိုင်သွားတယ်ဆိုတာတကယ်တော့ပိုကြီးမားတဲ့ပေါက်ကွဲမှုကြီးတစ်ခုအတွက်အစာပြိုးပေးလိုက်တာတသက်ပါပဲလူတွေကမတရားဘူးလို့ခံစားရရင်ဒေါသထွက်တတ်တယ်လို့ပဲအလကားရမယ့်အရာတစ်ခုကိုမြင်လဲလောဘတက်ကြတဲ့တသက်ဝါတွေပါ game theory ထဲမှာအဲ့ဒီလောဘကိုအတိအကျပုံဖော်တဲ့ theory တစ်ခုရှိတယ်အဲ့ဒါကို tragedy of the commons အများပိုင်ဆိုင်မှုရဲ့ပြရုပ်လို့ခေါ်ပါတယ်ကျွန်တော်ကတော့ဒါကိုအားလုံးပိုင်နေငရဲကန်းလို့ပဲခေါ်ခြင်းတယ်ရိုးရှင်းတဲ့ရွာလေးတွေကစိတ်ကူးကြည့်ဗျာရွာလေးကောင်မှာမြက်ခင်းမြေစိမ့်စိမ့်အကြီးကြီးတစ်ခုရှိတယ်အဲ့ဒါကရွာကလူတွေအားလုံးပိုင်တယ်ရွာသားတွေကအဲ့ဒီမြက်ခင်းမြေမှာကိုယ်နွားတွေရောလှုပ်ပြီးတော့ကြောင်းကြတယ်ပထမတော့အဆင်ပြေပါတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ရွာသားတွေရောစဉ်းစားတယ်ငါနွားတစ်ကောင်နှစ်ကောင်လောက်ပို့ထည့်ပြီးတော့ကြောင်းလိုက်ရင်လေဒီမြက်ခင်းပြင်ကြီးကဘာမှဖြစ်သွားမှာမဟုတ်ငါတို့နွားတို့ပို့ရတာပေါ့ဆိုပြီးတော့လောဘတက်လာပြဿနာကသူတယောက်တည်းအဲ့ဒီလိုတွေးတာမဟုတ်ဘူးဗျရွာသားတွေကငါနွားပို့မထည့်ရင်တခြားကောင်တွေထည့်ကြောင်းသွားလိမ့်မယ်ငါပဲအချောင်နစ်နာလိမ့်မယ်ဆိုတဲ့အတွေးနဲ့လူတိုင်းကကိုနွားတွေကိုအပြိုင်ဆိုင်အစမတန်ထည့်ကြောင်းကြပါတော့တယ်ရလက်ကဘာဖြစ်သွားလဲမြက်ခင်းပြင်ကြီးကနွားတွေရဲ့ဒဏ်မခံနိုင်တော့ဘဲနဲ့ခန္ဓာရလို့ပျောက်သလင်းခါသွားတယ်နောက်ဆုံးနွားတွေအကုန်လုံးအစာအစာငတ်မို့ပြီးတော့ရွာလုံးကျွတ်ဒုက္ခရောက်ကြတယ်ဒါဟာလူတိုင်းကကိုကျိုးမြတ်တစ်ခုလေးကိုပဲကြည့်ပြီးတော့အများပိုင်နေအရာအလွန်ကျွန်းအပြိုင်ဆိုင်သုံးဆွဲလိုက်တဲ့အခါမှာနောက်ဆုံးမှအားလုံးပြုတ်ပြုံးသွားတယ်ဆိုတဲ့ theory ပါဒီ theory ကစာအုပ်ထဲမှာလည်းရှိနေတာမဟုတ်ဘူးနော်အခုကျွန်တော်တို့မျက်စိရှိအာရှတိုင်းရင်ပြင်မှာအသက်ဝင်နေတာပါအဲ့ဒါကတော့နိုင်ငံပေါင်းများစွာအပြိုင်ဆိုင်နေမြေလူနေကြတဲ့တောင်တရုတ်ပင်လယ်အရေးပါဒီပင်လယ်ကြီးအောက်မှာအေယာမရေနံနဲ့သဘာဝတန်းငွေတွေရှိသလိုကမ္ဘာငါးတန်ရန်ဇာတာရဲ့အဓိကထွက်ရှိရာနေရာကြီးဖြစ်နေတရုတ်ဖိလစ်ပိုင်ဗီယက်နမ်မလေးရှားနဲ့ထိုင်ဝမ်တို့ကဒီနေရာကိုငါးပိုင်နေသူပိုင်နေဆိုပြီးတော့အပြိုင်ဆိုင်လူနေကြစောစောရွာကမြက်ခင်းမြေဥပမာလိုပါပဲတိုင်းပြည်တိုင်းကတွေးကြတယ်ငါတို့ကသဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းနေလို့ငါဖမ်းတာကိုရှော့လိုက်ရင်ဒါမှမဟုတ်ရေနံမတူးဘဲနဲ့နေလိုက်ရင်ဟိုဘက်နိုင်ငံအကောင်တွေကဝင်ပြီးအကုန်သိမ်းကျုံယူသွားမှာပဲလို့တွေးကြတယ်ဒီလိုမျိုးကိုမယူရင်သူများယူသွားမှာပဲဆိုတဲ့ကြောက်စိတ်နဲ့လောဘကြောင့်နိုင်ငံတိုင်းကသူတို့ရဲ့အကြီးဆုံးငါးဖမ်းသင်္ဘောအုပ်စုကြီးတွေကိုလှုပ်ပြီးတော့ငါးတွေကိုမျိုးတုံးလုံးနီးပါအပြိုင်ဆိုင်ဖမ်းကြတယ်တရုတ်ဆိုရင်ပိုဆိုးတယ်ဗျတဏ္ဍာကြောက်တန်းတွေကိုမြေဖို့ပြီးတော့တက်ဆွဲဖို့ဒီကျွန်းတို့ artificial island ကြီးတွေကိုအတင်းကျပ်တိဆောက်တယ်အဲ့ဒီကျွန်းတွေကိုကာကွယ်ဖို့တိုင်းပြည်တိုင်းကစစ်သင်္ဘောတွေကိုစီဆင်လုပ်ပြီးတော့အင်အားပြကြတယ်ကဲနောက်ဆုံးရလဒ်ဘာဖြစ်လာလဲတောင်တရုတ်ပင်လယ်ဂေဟာစနစ်ကြီးကအကြီးကျယ်ပျက်စီးသွားပြီးတော့တဏ္ဍာကြောက်တန်းတွေတေဆုံးကုန်ပြီငါးတန်ရန်ဇာတာတွေကပြန်မရနိုင်လောက်အောင်ပြုတ်ပြုံးနေပြီဒါအပြင်အချိန်မီပေါက်ကွဲသွားနိုင်တဲ့ဒေသတွင်းစစ်ပွဲကြီးတစ်ခုရဲ့အစွန်းဘက်ကိုပါရောက်လာခဲ့ပြီဗျဒီကစားကွက်မှာအားလုံးကကိုယ်နိုင်ငံအတွက်အများဆုံးရဖို့မုံကိုအပြိုင်ဆိုင်လူနေကြတာပါဒါပေမဲ့အဲ့ဒီလိုလူနေနေပဲနောက်ဆုံးသူတို့အားလုံးစားရမယ့်မုတ်ကြီးကိုယ်တိုင်ကဖုံနေသဲတွေအလိမ့်လိမ့်နဲ့စားမရအောင်ပျက်စီးသွားမှန်းသူတို့ကိုယ်တိုင်သတိမထားမိကြတော့အဲ့ဒါကလူသားတွေဖန်တီးတာအားလုံးပိုင်ဆိုင်တော့ငရဲခန့်ပါပဲလူတွေကကိုလောဘကိုမထိန်နိုင်ရင်အားလုံးပျက်စီးသွားတတ်တယ်ဆိုတာကိုအရင်ကစားကွက်မှာတွေ့ခဲ့ရဒါဆိုရင်အကြီးမားဆုံးပန်းနိုင်တစ်ခုအတူတူပူးပေါင်းပြီးရယူခြင်းရောဘာတွေလိုအပ်မလဲဒီအတွက် game theory ထဲမှာတမင်လိုက်ကစားကွက်ဒီ Stanham ဆိုတာရှိပါတယ်ဒီလိုပါမုတ်ဆိုး9ယောက်ကတောထဲမှာအေယာမသမင်ကြီးတကောင်ဝိုင်းဖမ်းမှုချောင်းနေကြဒီသမင်ကြီးကိုသာမိရင်9ယောက်စလုံးကတလားစာအဝါစားရမယ်ဒါပေမဲ့သမင်ကြီးကိုမိဖို့ဆိုရင်9ယောက်လုံးကနေရာတီးတီးကနေအတန်မထွက်ဘဲနဲ့အတိအကျပူပေါင်းပြီးတော့ဝိုင်းဖမ်းမှရမှာတယောက်ယောက်ကနေရာရွှေ့လိုက်တာနဲ့သမင်ကြီးကလွတ်သွားမှာအဲ့ဒီလိုချောင်းနေတော့မုတ်ဆိုးတယောက်ရဲ့ရှေ့ကနေယုံလေးတကောင်ဖြတ်ပြေးသွားတယ်ဒီယုံကိုသာဖမ်းလိုက်ရင်သူတယောက်ရဲ့တရက်စာတော့တေချာပေါက်ဘိုက်ဝါမယ်ဒါပေမဲ့သူသာယုံနောက်ကိုလိုက်သွားရင်မုတ်ဆိုးတွေအဝန်းဝိုင်းကြီးကပြတ်သွားပြီးတော့သမင်ကြီးလွတ်သွားလိမ့်မယ်ကျန်တဲ့မုတ်ဆိုး၄ယောက်လည်းငတ်ပြီကဲခမရတာအဲ့ဒီမုတ်ဆိုးဆိုရင်တေချာပေါက်ရမယ့်ယုံလေးကိုပဲဖမ်းမလားဒါမှမဟုတ်တခြားမုတ်ဆိုး၄ယောက်လည်းငါလိုပဲယုံကိုမဖမ်းမနဲ့သမင်ကြီးကိုဝိုင်းဖမ်းမှုစောင့်နေလိမ့်မယ်လို့ယုံကြည်ပြီးတော့ဆက်ဆောင်နေမလားဒီကစားကွက်ကပူမောဆောင်ရွက်ခြင်းနဲ့ကိုကျိုးရှာတစ္ဆာဖောက်ခြင်းကြားကအကြီးမားဆုံးအားပြိုင်မှုပါ
ဒီ theory ကဟိုးရှစ်ခက်ကမုတ်ဆိုးတွေကြောင့်မဟုတ်ဗျအခုလက်ရှိကျွန်တော်တို့ကဘာကြီးရဲ့အကြီးမားဆုံးသောပထဝီနိုင်ငံရေးအပြောင်းလဲကြီးကိုအတိအကျပုံဖော်နေတာပါဒီနေ့ခေတ်ကဘာကြီးမှာအားလုံးဝိုင်းဖန်းကျင်နေတဲ့တမင်ကြီးဆိုတာတခြားတော့မဟုတ်ကဘာကြီးကိုလွှမ်းမိုးထားတဲ့အမေရိကန်ဒေါ်လာစနစ်ကြီးပါအဲ့ဒီတမင်ကြီးကိုဝိုင်းဖန်းမှုစောင့်နေတဲ့မုတ်ဆိုးတွေဘယ်သူတွေလဲတရုတ်ရုရှားအိန္ဒိယဘရာဇီးနဲ့တောင်အာဖရိကအစရှိတဲ့ British မဟာမိတ်နိုင်ငံတွေပါအခုဆိုရင်အရှေ့လယ်ပိုင်းရေနံနိုင်ငံတွေပါဒီဖွဲ့တွေထပ်ဝင်လာကြပြီသူတို့ရည်မှန်းချက်ရှင်းနေဗျအားလုံးညီညီညွတ်ညွတ်နဲ့ဒေါ်လာကိုဆွန့်လွတ်ပြီးတော့ကိုငွေကြေးစနစ်နဲ့ကိုသွားမယ်ဆိုရင်အမေရိကန်ဆိုတဲ့တမင်ကြီးကတေချာပေါက်ပြိုကျသွားမှာပါရည်ရှင်မှာသူတို့အားလုံးတဲ့အေးရမအကျိုးမြတ်ကြီးရမယ်ဒါပေမဲ့ game theory အရကြည့်ရင်ပြဿနာကယုံကြည်မှုမှာသွားရှိဒီမုတ်ဆိုး9ယောက်ကတကယ်ရောအချင်းချင်းယုံကြည်ရရလားဥပမာအိန္ဒိယနဲ့တရုတ်ကနေဆက်မှာဆေးရအသေးလဲတင်းမာနေတဲ့နိုင်ငံတွေအဲ့ဒီအချိန်မှာတမင်ကြီးဖြစ်တဲ့အမေရိကန်ညံသုံးပြီးတော့မုတ်ဆိုးတယောက်ရှိကိုယုံလေးတကောင်လှုပ်ပေးလိုက်မယ်အိန္ဒိယကိုဖြစ်ဖြစ်ဘရာဇီးကိုဖြစ်ဖြစ်မင်းတို့ကုန်ပစ္စည်းတွေကိုငါတို့စီအခွန်လွတ်သွင်းခွင့်ပြုမယ်။ဤပညာတွေပေးမယ်။ဒေါ်လာနဲ့ပဲဆက်သွားပါဆိုပြီးတော့မလုံးယုံလေးကိုပေးလိုက်တယ်ဆိုပါစို့။အဲ့ဒီခါနိုင်ငံတနိုင်ငံရေရှည်ရမယ့်တမင်ကြီးကိုမဆောင်တော့ဘဲနဲ့ချက်ချင်းရမယ့်ယုံလေးကိုလောဘတက်ပြီးတော့လိုက်ဖမ်းလိုက်တာနဲ့တနည်းအားဖြင့်မဟာမင်းအဖွဲ့ကိုတစ္ဆာဖောက်လိုက်တာနဲ့အဲ့ဒီ Brits ဆိုတဲ့အဝန်းဝိုင်းကြီးလုံးဝပျက်စီးသွားပါ။အမေရိကန်ဒေါ်လာစနစ်ကြီးကလည်းအေးစစ်စစ်ပဲဆက်ပြီးအသက်ရှင်သွားပါလိမ့်မယ်။ဒါကြောင့်မို့လို့ကမ္ဘာနိုင်ငံရေးမှာမဟာမင်းဖွဲ့တယ်ဆိုတာစာချုပ်ပေါ်လက်မှတ်ထိုးလိုက်ရုံနဲ့မပြီးပါဘူး။ငါမဖောက်ရင်တော့သူဖောက်သွားမလားဆိုတဲ့မယုံကြည်မှုတွေကိုအချင်းချင်းဘလို့ကြော်လွှားမလဲဆိုတာကပဲတမင်ကြီးကိုရမလားအားလုံးပဲတမင်ရှုံးပြီးငတ်မလားဆိုတာအဆုံးဖြတ်ပေးသွားမှာပါ game theory ကိုနိုင်ငံရေးသမားတွေကမ္ဘာထိပ်သီးခေါင်းဆောင်ကြီးတွေကြီးပဲသုံးတာမဟုတ်ဗျတောတောင်တွေကမြေအောက်ကမ္ဘာမာဖီးယားဂိုင်းခေါင်းဆောင်တွေတောင်ဒီကစားကွက်ကိုပိုင်ပိုင်နဲ့အသုံးချသွားကြဒီအကြောင်းကိုမပြောခင် game theory ရဲ့အခြေခံအကျဆုံးစကားလုံးနှလုံးအရင်သိရမယ်အဲ့ဒါကတော့တုံညာရက်လက်ကစားပွဲနဲ့အကျိုးတူကစားပွဲပါရိုးရိုးလေးတွေးကြည့်ဗျာခမဖဲရတယ်ဆိုပါစို့ခမနိုင်တဲ့ပတ်စံ1000ဟာတစ်ဖက်လူရှုံးသွားတဲ့ပတ်စံ1000စီကလာတာပါခမက +1 ရရင်သူက -1 ဖြစ်သွားမယ်နှစ်ခုပေါင်းလိုက်ရင်ရလက်ကအမြဲတမ်း3ညပဲထွက်တယ်ဒါကိုတယောက်ရတယောက်ရှုံးလို့ခေါ်တယ်စစ်တိုက်တာတွေနေမြေလူတာတွေကအဲ့ဒီ0 sum တွေကြီးပါပဲဒါပေမဲ့ခမနဲ့ခမတငယ်ချင်းတယောက်အတူတူပူးပေါင်းပြီးတော့စီးပွားရေးလုပ်လိုက်လို့နှစ်ယောက်စလုံးအမျက်တွေအများကြီးရသွားတယ်ဆိုပါစို့အဲ့ဒါကိုတော့နှစ်ယောက်စလုံးနိုင်တဲ့ NAM 0 sum game ဝင်းလို့ခေါ်ပါတယ်ဒီသဘောတရားကိုအရင်ဗီဒီယိုတွေမှာကျွန်တော်တို့တင်ဆက်ခဲ့မှုတဲ့ရွှေသတိကန်ဒေတာကဘိန်းမြင့်ခွန်စာတို့လိုမျိုးလက်နက်ကင်ဂိုင်းကြီးတွေရဲ့တမိုင်းနဲ့ချိန်ထိုးကြည့်ရအောင်ခင်ဗျားတို့ရုပ်ရှင်တွေထဲမှာကြည်ဘူးသလိုလက်နက်ကင်ဂိုင်းတွေမာဖီးယားတွေဆိုတာအများတန်းအချင်းချင်းတနက်တွေပြစ်ပြီးတော့နေမြေလူနေကြမယ်ထင်လားအစာပိုင်းတော့လူကြတာပေါ့ဗျာဒါပေမဲ့ဂိုင်းခေါင်းဆောင်တွေကခေါင်းသုံးလိုက်တယ်နေတိုင်းတနက်တွေပြစ်အချင်းချင်းတက်နေရင်ကြီးစံဘိုးတွေလူသေးဆုံးမှုတွေနဲ့နှစ်ဖက်လုံးသွေးထွက်လုံပြီးတော့ဘယ်သူမှအကျိုးမြတ်မကျန်တဲ့0 sum game ကြီးဖြစ်နေမယ်ဆိုတော့သူတို့သဘောပေါက်သွားတယ်ဒီတော့သူတို့ကကစားကွက်ကိုချက်ချင်းပြောင်းလိုက်တယ်ငါတို့ချင်းချင်းတက်နေမယ်အစားနေမြေတွေကိုတေးချတိတိကျကျခွဲဈေးကွက်ကိုထိန်းချုပ်ပြီးဘိန်းဈေးကိုအတူတူဆွဲတင်လိုက်ရင်ဟောလို့တွေးလာတယ်ဒါကအချင်းချင်းတက်နေတဲ့0 sum ကနေနှစ်ယောက်စလုံးဘီလီယံနာဖြစ်မဲ့non 0 sum ကစားကွက်ကိုပြောင်းကစားလိုက်တာပါဒါနဲ့မကောက်ဘူးဗျခွန်စာက game theory ကိုအထွတ်ထိပ်ကိုသုံးသွားတယ်သူကတခြားဂိုင်းတွေနဲ့ငြိမ်းချမ်းယူတာမဟုတ်အာဏာပိုင်တချို့နေမှာနှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့နားလည်မှုတွေတိစောက်ခဲ့အကျိုးဆက်ကတော့ရှင်းပါတယ်ကမ္ဘာအင်အားကြီးဆုံးအမေရိကန်အစိုးရကသူ့ကိုဒေါ်လာ2 သန်းစုငွေထုတ်ပြီးဖမ်းနေတဲ့ဂျားကနေမြေအောက်ကဘာရဲ့ဘရင်ကြီးခွန်စာတယောက်ရန်ကုန်မြို့မှာအေးအေးဆေးဆေးအိုဇာမင်းစာလေးနဲ့နေသွားနိုင်ခဲ့တာပါရက်ဆက်ကြမ်းကြုတ်လှပါတယ်ဆိုရင်မြေအောက်ကဘာရဲ့တေးရှင်ဥပဒေတွေတောင်မှ game theory ရဲ့တင်ချပုံသေးနည်းအောက်မှာတော့ဒူးထောက်ခဲ့ရတာပါအခုကမ္ဘာသမိုင်းတွေစူပါပါဝါနိုင်ငံကြီးတွေရဲ့ကစားကွက်တွေကနေကျွန်တော်တို့ခြေချနေတဲ့မြေကြီးစီကိုပြန်ဆင်းလာခဲ့ရအောင်ခင်ဗျားတို့ကျွန်တော်တို့အားလုံးရဲ့ယင်ထဲမှာအမြဲတမ်းမေးနေမိတဲ့မေးခွန်းတစ်ခုရှိတယ်ကျွန်တော်တို့နိုင်ငံကဘာလို့နှစ်ပေါင်း80ကျော်80နီးပါးပြည်တွင်းစစ်တွေပဋိပက္ခတန်တရားတွေထဲကနေလုံးဝရုံမထွက်နိုင်သေးရလေဆိုတာပဲဒီမေးခွန်းကိုဖြေဖို့နိုင်ငံရေးသုံးသပ်ချက်တွေတမိုင်းစာအုပ်တွေကိုခဏဘေးဖယ်ထားပြီးတော့ဒီနေ့ကျွန်တော်တို့ပြောခဲ့တဲ့ game theory မှန်ဘလူးလေးတက်ပြီးတော့ကြည့်လိုက်ရအောင်အဖေကရှင်းပါတယ်အခုကျွန်တော်တို့နိုင်ငံကစောစောကပြောခဲ့တဲ့ Nash equilibrium အစိုးဆုံးမျှခြေကြီးတွေမှာလုံးဝကိုအသေးပိတ်မိနေလို့ပါတိုင်းပြည်မှာရှိနေတဲ့နိုင်ငံရေးအင်အားစုတွေလက်နက်ကင်အဖွဲ့အစည်းတွေအားလုံးကတွတ်တက်ပါတယ်အားလုံးတနက်တွေချစပွဲဝိုင်းမှာထိုင်ပြီးတော့တိုင်းပြည်ကိုအတူတူတိစောက်လိုက်ရင်နိုင်ငံကြီးကအရှာကြားတစ်ကောင်ဖြစ်လာပြီးတော့အားလုံးကြီးပွားချမ်းသာမယ် win-win ဆိုတာကောင်းကောင်းကြီးသိကြတယ်ဒါပေမဲ့အဲ့ဒီအကောင်းဆုံးရလက်စီကိုဘာလို့မသွားနိုင်ကြတာလဲအဓိကတရားခံကပထမဆုံးအပိုင်းမှာပြောခဲ့တဲ့ President's Dilemma တွေကလိုပဲယုံကြည်မှုလုံးဝကင်းမဲ့နေခြင်းကြောင့်ပါကျွန်တော်တို့လူဖွဲ့စည်းမှာခက်ဆက်ဆက်သွေးခွဲအုပ်ချုပ်ခံခဲ့ရတဲ့ဒဏ်တွေဒလန်လို့ခေါ်တဲ့သတင်းပေးစနစ်တွေကြောင့်ဘေးအိမ်ကလူအောင်ယုံမောခတ်တဲ့အခြေအနေတွေကိုရောက်ခဲ့ရတယ်
ဒီတော့အဖွဲ့အစည်းတွေကြားမှာလည်းဘယ်လိုစဉ်းစားကြလဲတကယ်လို့ငါတို့ကငြိမ်းချမ်းရေးလိုချင်လို့လက်နက်ချလိုက်တဲ့အချိန်ဟိုဘက်ကငါတို့အမြင့်ပြတ်ရှင်းပြလိုက်ဘယ်လိုလုပ်မလဲဆိုတဲ့ကြောက်စိတ်ကအမြဲတမ်းကြီးစိုးနေတယ်တစ်ဖက်လူကိုမယုံကြည်ရတဲ့အစုံမှာကိုယ့်ဘက်ကလက်နက်ချတာကိုတတ်သေးတာနဲ့တူတူပဲလို့မြင်လာကြတယ်ဒီတော့ဘယ်သူကမှစပြီးတော့မလျှောက်ရဲကြတော့ရလက်ကတော့မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်နှစ်ယောက်စလုံးပိတ်မိနေလွတ်မဲ့လမ်းကိုမရွေးဘဲနဲ့အချင်းချင်းတစ္ဆာဖောက်ပြီးတော့အားလုံးထောင်9နှစ်အကြခံရမယ့်လမ်းကိုပဲရွေးချယ်ရင်တိုင်းပြည်ကြီးသွေးထွက်လွန်နေရတာပါပဲဂိမ်းသီအိုရီကကျွန်တော်တို့ကိုအကြောက်ရဆုံးအမှန်တရားတစ်ခုသင်ပေးသွားပါတယ်အဲ့ဒါကတော့လူတွေကတခါတလေမှမိုက်မဲလုံးတော့ဖြတ်စည်းနေကြတာမဟုတ်ယုံကြည်မှု trust မရှိတဲ့စနစ်စိုးကြီးထဲမှာကိုမသေးဖို့အတွက်အလုံးကြုံဆုံးကစားကွက်ကိုရွေးချယ်ရင်းနေပဲတကဘာလုံးကိုမီးလောင်တိုက်သွေးမိလျက်သာဖြစ်သွားတတ်တယ်ဆိုတာပါကဘာကြီးကိုနောက်ွယ်ကနေကြိုးကင်နေတာနိုင်ငံရေးသမားတွေမဟုတ်ပါဘူးကျွန်တော်တို့လူသားတွေရဲ့လောဘကြောက်စိတ်နဲ့မယုံကြည်မှုတွေကိုတွက်ချက်ထားတဲ့ဒီတင်ချပုံသေးနီးကြီးဖြစ်ပါတယ်ဒီမျှခြေစိုးကြီးတွေကနေဖောက်ထွက်နိုင်မှုဆိုရင်တစ်ဖက်လူဘာလုပ်မလဲဆိုတဲ့တင်ချတွက်ကိန်းတွေထက်ကိုယ့်ဘက်ကစတင်ပြီးတော့စုံစားရဲတဲ့ယုံကြည်မှုတိဆောက်ခြင်းနဲ့အများကြီးလိုအပ်အောင်မှာဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့မြန်မာအောက်ခိုင်းရဲ့ပရိသတ်ကြီးအနေနဲ့ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ Game Theory ရဲ့တွေးစရာတွေကနေကိုပတ်ဝန်းကျင်ကအဖြစ်အပျက်တွေကိုနောက်ထပ်ရှုထောင့်အသစ်တစ်ခုကနေမြင်လာနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ဖွဲ့သားအနေနဲ့ဒီလိုအမိုက်စားသမိုင်းကြောင်းတွေသူတည်တနာတွေကိုအချိန်ပေးပြီးဆက်လက်တင်ဆက်နိုင်မှုအတွက်ဗီဒီယိုတွေကိုကြည့်တဲ့အခါမှာ VPN လေးဖွင့်ပြီးကြည့်ရှုပေးဖို့အထူးပဲမြတ်တာရက်ခံခြင်းပါတယ်ခင်ဗျားတို့ရဲ့အားပေးမှုတစ်ချက်ချင်းစီတိုင်းကကျွန်တော်တို့ရှေ့ဆက်ဖို့အကြီးဆုံးခွန်အားတွေပါပဲနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာအသစ်တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘေးကင်းလုံခြုံကြပါစေ